မီတို့ရဲ့ F workout တွေလုပ်တဲ့အခါမှာအမားလေးပြုလုပ်တက်လေးရှိကြပါတယ်ဒီနေ့တော့လုပ်တတ်တဲ့အမားလေးနဲ့ဘယ်လိုအမှန်လုပ်ရမလဲဆိုတာကိုပြပြပေးသွားပါမယ်အခုလုပ်နေရတော့ plan tip ပါတင်ပါရအောက်ကိုရှော့နေပြီးတော့လုပ်တာလည်းအရင်မြန်နေပါတယ် plan tip ကိုဘယ်လိုလုပ်ရမလဲဆိုတော့တင်ပါလေးကိုအပေါ်လေးကိုဆွဲတင်ပါမယ်ဆွဲတင်ပြီးတော့မှဘေးကိုဖြည်းဖြည်းချင်းဆွဲချမှာပါအဲ့လိုမျိုးဖြည်းဖြည်းချင်းဆွဲချမှာဒါကိုထိစေခြင်းနဲ့ဒီ oblique muscle ပေါ့နော်အဲ့ခါးဘေးအစီလေးကိုထိမှာဖြစ်ပါတယ်နောက် exercise တခုကတော့ mountain climber ပါ mountain climber လုပ်လို့ရှိရင်လည်းဒီလိုကြီး6ကပေါ့နော်ကျမ်းမြုံထိနေတတ်ပါတယ်ရှေ့ကိုဆွဲယူရဲ6ကကျမ်းမြုံထိလို့မရဘူးပေါ့နော်လွတ်ပြီးတော့ဆွဲယူရမှာပါအဲ့ဒါမှ lower abs လေးကိုထိမှာဖြစ်ပါတယ်နောက် exercise ကတော့လူတိုင်းလုပ်တဲ့ crunch မှာဒီလိုမျိုးခေါင်းအားရုပ်သုံးပြီးတော့ဆွဲယူတက်လေးရှိပါတယ်ခေါင်းအားသုံးပြီးတော့ဆွဲယူမယ်ဆိုရင်ခေါင်းကြီးပဲနားလာမှာပါဘယ်လိုအမှန်လုပ်ရမလဲဆိုတော့ bike လေးကိုတိတ်ချာလေးညှစ်ပြီးတော့ပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအပေါ်ကိုရောက်နိုင်သလောက်ရအောင်ဆွဲတင်ပေးပါနောက်ဆုံးတစ်ခုက leg raise ပါ leg raise ဆော့လို့ရှိရင်လည်းဒီလိုမြန်မြန်ကြီးအရှိန်ကြီးနဲ့လုပ်တက်လေးရှိကြပါတယ်အဲ့လိုမြန်မြန်ကြီးဆွဲမချပဲနဲ့1 2 3 4ဆိုပြီးတော့ timing ကိုဖြည်းဖြည်းလေးခေါ်ပြီးတော့အောက်ဘက်ကလေးကိုတခြားလေးညှစ်ပြီးတော့မှဆွဲချပေးပါအောက်ဘက်ကိုပို့ပြီးတော့ထိလာတာကိုတွေ့ရမှာပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လည်း workout tips လေးတင်ပေးသွားပါဦးမယ်ဘာလေးတင်ပေးစီခြင်းလဲဆိုတာကိုလည်း comment လေးမှာမှတ်ပေးသွားကြပါအောင်နော်